ညီကိုတို့အားလုံးမင်္ဂလာပါမန်ယူဖန်နေရောမန်ယူဖန်ပေးတွေရောကျွန်တော်တို့ခုဒီနေ့မှရောက်ရှိလာတဲ့အန်ဒရီဆန်တိုဟာဗီကိုဘာလို့မကြိုက်ကြလဲဆိုတော့ကျွန်တော်တို့စဉ်းစားလို့တော့မရတကယ်စဉ်းစားလို့မရအသက်20နှစ်အရွယ်ရှိတဲ့ကစားသမားတစ်ယောက် potential အမြင့်ကြီးမှရှိတာသူ့ရဲ့နည်းနည်း history လေးလိုက်ကြည့်လိုက်ဦးလုံးဝဘရာဇီးမှာလေဘရာဇီးလူငယ်အသင်းတွေဘာတွေမှာဆရာကြီးအနေနဲ့ဒါပေါ့ကစားသမားတစ်ယောက်ကအောင်မြင်နိုင်တယ်လို့ကြာလဲကြာရှုံးနိုင်တယ်ပေါ့အန်ဒီဆန်တိုဆိုတဲ့ကစားသမားလုံးဝ potential အမြင့်ကြီးတော့ညီကိုတေချာကြည့်လိုက်ဦးတေချာလေးနည်းနည်းလိုက်အကောင်ရဲ့ကြောင်းလေးလိုက်လေးရကြည့်လိုက်ဦး potential လုံးဝအမြင့်ကြီးကျွန်တော်တို့သဘောကျတယ်မန်ယူဖန်ကျွန်တော်လည်းမန်ယူဖန်ပဲလေနော်သူ့တော့အန်ဒီဆန်တိုမန်ယူဝယ်လိုက်တာတော့သဘောကျတယ်ဂနာချိုမန်ယူကနေပဲချဲသီးရောင်းလိုက်တာပေါ့ချဲသီးရောင်းလိုက်တာမန်ယူအနေနဲ့အဲ့ဟာလည်းမှန်တာပဲဘာလို့မှန်တယ်လို့ပြောရလဲဆိုဂနာချိုအနေနဲ့ကဒီသူ့ကစားပုံတန်းနဲ့ပါဒီကျပိုးပြီးတော့တက်လန်းအနေနဲ့ပိုးပြီးတော့တိုးတက်နိုင်ကြီးရပူတင်ရှိရတိတ်မရှိဘူးအခုပုံစံအတိုင်းထဲပေါ့နော်မန်ယူမှာရှိတော့အကောင်းဆုံးပုံစံတန်းတွေတိုးတက်နိုင်ကြီးရသူ့ကစားတဲ့ပုံစံတန်းကကျွန်တော်တိတ်ပြီးတော့အများကြီးကောင်းလာမယ်လို့မမျှော်လင့်ရဘူးလေမျှော်လင့်စရာတိတ်မရှိဘူးလို့ပြောပါတယ်လေနော်အန်ဒီဆန်တို့ကမဟုတ်ဘူးနော်ညီကိုတို့အန်ဒီဆန်တို့တကယ်ဖြစ်လာနိုင်တဲ့အများကြီးရှိတယ်အများကြီးရှိတယ်ကျွန်တော်တို့တော်သဘောကျတယ်သူဘာတွေသဘောကျတော့ဆိုသူဒီကျွန်တော်တို့ဒီကွင်းလက်ကစားသမားတယောက်အနေနဲ့ဒီဖြတ်တင်မောပို့ပေးတဲ့နေရာမှာဒီကျွန်တော်တို့ဘယ်လိုပြောမလို့ long pass မဟုတ်ဘဲနဲ့ဒီ short mid back ဘယ်လိုခေါ်မလဲဒီအလက်တန်းသားပေးတဲ့ပုံစံကြီးမှာတော်တော်ကောင်းတယ် long pass မှာတော့သူ့အနေနဲ့အားနည်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ပေးတာလည်းနည်းတယ် तू ကဘောက်တူဘောက်midfielder ပုံစံမျိုးကစားတာဆိုတော့ तू အတူပေးတဲ့နေရာမှာတော်တော်ကောင်းတယ်နောက်ပြီးကျတော့ကျွန်တော်တို့ဒီ interception ချားဖြတ်လူယူမှုတွေမှာတော်တော်ကောင်းတယ် ticket တွေမှာလည်းကျွန်တော်တို့တော်တော်ကောင်းတယ်ဒီကစားသမားပုံစံအနေနဲ့လှင်နေပြောလို့ရတယ်ကစားတဲ့နေရာမှာသူ့အုံနောက်သုံးပြီးကစားတဲ့ပုံစံမျိုးလေးလည်းတော်တော်များများတွေ့ရတယ်ပေါ့လေနော်Chelsea မှာသူအများကြီးမကန်ရဘူးအများကြီးကစားလို့ဆိုတာတော့ Chelsea ရဲ့ကွင်းလေးကြည့်လိုက်လေကန်စီဒိုတို့အန်ဆိုဖာနန်ဒက်တို့နဲ့ဆိုတော့မကန်ရဘူးဆိုတော့ပြီးတော့ Chelsea ဆိုချန်ပေါက်လို့ဖြစ်နေ Chelsea ကလေးကစားသမားလို့ဖြစ်နေတာအားကြောင့်မို့သူ့နဲ့အသင်းပြောင်းနေတာလည်းပါတယ် Chelsea မှာနေရာကောင်းမရလည်းပါတယ်ဘလို့ပုံစံမျိုးဖြစ်လေဆို Chelsea ကငွေအများကြီးနဲ့ဝယ်ထားတဲ့ potential ကျွန်တော်တို့တကယ် level မြင့်တဲ့ကစားသမားတွေမှာစုနေတဲ့အချိန်မှာသူ့အနေနဲ့တိုးရတာတိတ်မပေါက်ဘူးဖြစ်နေတာတကယ်ဒီကစားသမားအများကြီးဖြစ်နိုင်နေတော့ညီကိုတေချာလေးနည်းနည်းပါသူ့ရဲ့ကစားတဲ့ပုံစံလေးတွေသူ့ရဲ့အသက်အရွယ်နောက်ပြီးညီကိုဒီကောင်ကို injury ပုံကိုထင်တာ injury ပုံမဟုတ်ဘူးတော့ဒီကောင်တန်ရမရဘူးဒီကောင်တော်တော်ကြက်ခိုင်မှုကောင်းတဲ့ထဲမှာပါတယ်လူကောင်လေးနည်းနည်းသေးတာလူကောင်သေးတယ်ဆိုအရက်ပူတာမဟုတ်အရက်က9 ပေ17လက်မှတော့ရှိတယ်ဗျညီကိုတို့ရ9 ပေ17လက်မှတော့ရှိရမျိုးလူကနည်းနည်းလှီတာပေါ့ကျွန်တော်တို့ဘယ်လိုပြောမလဲဖာနန်ဒက်တို့လည်းလူကနေသေးတဲ့အထဲမှာပါတယ်ဒါပေမဲ့ဒီကောင်ကကျွန်တော်တို့အန်ဒီဆန်တို့ကကြာအသက်က22နှစ်ပဲရှိသေးတယ်ဒီလူကောင်ထွာလာနိုင်တဲ့ထဲမှာလည်းအများကြီးထွာလာနိုင်သေးတယ်လीနော်နောက်တစ်နေ့လောက်တော့စောင့်ကြည့်လိုက်ပါညီကိုတို့ကြိုက်သွားမှသိကြတယ်ဒီကောင်ကစားပုံစံကျွန်တော်တို့တော်တော်သဘောကျတယ်သူကစားတဲ့ပုံစံပေါ့ Chelsea မှာသူကောင်းမကစားနိုင်ဆိုတော့သူ့ရဲ့အဓိကအားတာတဲ့ပုံစံကသူကဘောက်တူပေါကျွန်တော်တို့ Central Midfield ကစားတဲ့ player ပဲ DM အစ်စ်ပုံစံမျိုးဆိုသူမကစားနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့မကစားနိုင်တယ်ဒါပေမဲ့သူတို့တိတ်မလိုက်ဘူးသူကလည်းလူကောင်းလှီတဲ့အထက်မှာပါလို့လေနော်ကျွန်တော်တို့ဒီ Man U ကကိုပီမီတို့ကို DM ထားကျွန်တော်တို့အခုအေရာဆန်ကို DM ထားပြီးသူကဘောက်တူပေါအနေနဲ့လို့တွဲကစားရမယ်ဆိုရင်ကောင်းတယ် Chelsea မှာဘာလို့နေရမလဲ Chelsea ကကျွန်တော်ထင်တော့ Chelsea မှာကျွန်တော်ကန်စီတိုကသူကတကယ်တော့ DM အစ်စ်ကစားသမားရယ် DM မှာကန်စီတို DM မှာမထားဘဲနဲ့ကန်စီတို CM မှာထားပြီးဒီကလေးကို DM မှာထားတာအဲ့လေဒီကလေးကစားတာနည်းနည်းတော်တော်ချက်တဲ့ထဲမှာပါသွားတာ Chelsea မှာနေရာကောင်းမရလဲအဲ့ဟာတခုတော့ပါမယ်လို့ထင်တာပေါ့လေနော်ကျွန်တော်ဒီကောင်ကိုကြိုက်တယ်ကျွန်တော်ဘောက်တူဘောက်ကိုကျွန်တော်တို့ဘောက်တူဘောက်ထားရင်တော်တော်ပိုးပြီးတော့အဆင်ပြေနိုင်တယ်ဘောက်တူဘောက်နဲ့ကျွန်တော်တို့ Central Midfield မှာထားကစားတယ်ဆိုပိုးပြီးတော့အဆင်ပြေနိုင်တယ်နောက်ပြသူ့အနေနဲ့ defensive mind ကိုလည်းတော်တော်လေးကူညီနိုင်တဲ့ကစားသမားတယောက်ကိုပီမီနိုနဲ့တွဲပြီးတော့ကစားတယ်ဆိုရင် develop ပေါ်ပုံစံမျိုးထိုင်းကစားတယ်ဆိုရင်တော့တော်တော်ကောင်းမယ်တော်တော် light ဖတ်မယ်အတွဲလူတော့ကျွန်တော်မြင်မိတယ်ဖာနန်ဒက်ကျွန်တော်ပူးကြိုက်တယ်ဖာနန်ဒက်ကကျွန်တော်မရလို့ပြောတာမဟုတ်ဘူးသူ့အနေနဲ့သူ့အသက်အရွယ်နဲ့ဒီလိုကစားနိုင်တာအများကြီးမျှော်လင့်လို့ရတယ်လို့ပဲကျွန်တော်တို့ဒီအန်ဒီဆန်တိုအနေနဲ့လည်းကျွန်တော်တို့မျှော်လင့်မဆိုမျှော်လင့်ကျင်စရာကောင်းတယ်နော်
ကျွန်တော်တို့သဘောကျတယ်ညီကိုတို့ဒါလေးလာပြောပြတယ်